အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ဖုန်းထဲကရှိနေတဲ့ software တွေအားလုံးကိုတနေရာထဲမှာ upgrade မြင့်လို့ရတဲ့နည်းလမ်းလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်အဲအကြောင်းမို့လို့ကျွန်တော်ရဲ့ video လေးကိုအဆုံးထိလိုက်ပြီးတော့ကြည့်ပေးကြပါအောင်ခင်ဗျာကိုယ့်ရဲ့ဖုန်းထဲမှာရှိနေတဲ့ software တွေအားလုံးကိုတပရိတ်ထဲ upgrade မြင့်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ဖုန်းထဲက Play Store software တွေကိုနှိပ်ဝင်လိုက်ပါ Play Store software တွေကိုရောက်လာပြီဆိုရင်တော့ဟိုအပေါ်မှာကျွန်တော်များထုတ်ပြထားတဲ့ profile ပုံလေးတွေကိုနှိပ်ဝင်လိုက်ပါပြီးသွားရင်တော့ဒီနေရာမှာဒုတိယစာကြောင်းဖြစ်တဲ့ Many Apps Device ဆိုတဲ့ထဲကိုနှိပ်ဝင်လိုက်ပါပြီးရင်တော့ Upgrade All ဆိုတဲ့စာအောင်ပြတန်းလေးနဲ့ဒီနေရာကိုနှိပ်လိုက်ပါโอเคဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ Upgrade မြင့်ခိုင်းနေတဲ့ software တွေအများကြီးကိုတွေ့ရမှာပဲဖြစ်ပါတယ်ကိုယ်အနေနဲ့ဒီ software တွေကိုတစ်ခုချင်းလိုက်ပြီးတော့ Upgrade မြင့်ခြင်းနဲ့ဆိုရင်တော့ဒီမှာကျွန်တော်များထုတ်ပြထားတဲ့နေရာလေးတွေကိုနှိပ်ပြီးတော့မြင့်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာတကယ်လို့ကျွန်တော်တို့က software တွေအားလုံးကို upgrade တဲ့အကုန်လုံးကို upgrade မြင့်နေတယ်ဆိုရင်တော့အပေါ်မှာကျွန်တော်ဝိုင်းပြထားတဲ့နေရာကစာရောင်အပြာလေးနဲ့ upgrade all ဆိုတဲ့နေရာကိုနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိနေတဲ့ software တွေအားလုံးကိုသူ့အနေနဲ့ upgrade မြင့်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ Okay ဒီမှာဆိုရင်တော့ကျွန်တော်အပေါ်ကနှိပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိနေတဲ့ software တွေအားလုံးကိုသူ့အနေနဲ့ upgrade မြင့်ပေးနေပြီပဲဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုးလဲဝိုင်းလေးတွေလဲနေတာကျွန်တော်တို့အကုန်လုံးပြည့်သွားပြီဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိနေတဲ့ software တွေအားလုံးကို upgrade မြင့်လို့ပြီးသွားမှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့အပေါ်ဆုံးက Align Motion software ကိုအခု upgrade မြင့်နေပြီဖြစ်ပါတယ်ဒီလိုမျိုးလဲနေရအဝိုင်းပြည့်သွားပြီဆိုရင်တော့ software ကို upgrade မြင့်လို့ပြီးသွားပြီပဲဖြစ်ပါတယ်Okay အားလုံးပဲသဘောကျပေါက်ကြမယ်လို့ယုံကြည်ပါတယ်ဒီနေ့လေးကတော့ကျွန်တော် software တွေအားလုံးကိုတနေရာထဲမှာအကုန်လုံးကို upgrade မြင့်လို့ရတဲ့နည်းလမ်းလေးကိုမျှဝေပေးသွားတာပဲဖြစ်ပါတယ်မိတ်ဆွေတို့အတွက်ဒီဗီဒီယိုလေးကတစုံတစ်ခုအကျိုးရှိခဲ့တဲ့ဆိုရင်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေ